မြတ်ဗုဒ္ဓ၏အနုတ္တရောပုရိသဓမ္မတာရတိခုံတော်လောကမှာဂုဏ်တုဝိသေသရှိတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်တုဝိသေသဆိုတာအလုံးကအသိမှတ်ပြုပြီးတော့ထုတ်ဖော်ချီးကျူးပြီးပူဇော်ကြတယ်ဆိုတာဟာသူတော်ကောင်းတို့ရဲ့အစဉ်အလာတစ်ခုပဲပူဇာရဟေပူဇယတော်ဆိုတဲ့ဒေသနာတော်မှာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ကောင်းမှုဆိုတာအမှန်တမ်းကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ဒီကနေ့ဓမ္မသဘင်ခန္ဓာဆင်ကျင့်ပါတာဟာလေခုချမ်းမြတ်သာစီမြို့နယ်မှာဝိဇ္ဇာရံတိစလေကျောင်းတိုက်ဗရဏနာယကဆရာတော်ဘုရားကြီးကိုနိုင်ငံတော်အစိုးရကဆရာတော်ရဲ့ဂုဏ်အကြီးချင်းကိုအတိမတ်ပူဇော်သောအားဖြင့်အတိမတ်ပြု၍ပူဇော်သောအားဖြင့်အဘိဓဇာဧကမဟာတတ္တမဇောတိကာလို့ဆိုတဲ့သာသနာပြုဘွဲတစိတ်ထဲမှာအမြင့်ဆုံးဘွဲတစိတ်ကိုအမြင့်ဆုံးဘွဲတစိတ်ဖြင့်ဆရာတော်ဘုရားကြီးကိုပူဇော်တာဆရာတော်ကြီးမှာရှိတဲ့ဂုဏ်ရည်ချင်းတွေကဒီဓမ္မကရှိတယ်ပေါ့သို့သောနိုင်ငံတော်အစိုးရကအတိမတ်ပြုလိုက်တယ်အဘိဓဇ္ဇဆိုတာအလန္တဂွန်တွေထဲမှာအမြင့်ဆုံးအလန္တဂွန်ဆိုတဲ့အဓိပ္ပာယ်အလန္တောဆိုတာအလုံးကလေးစားကြဒဇဆိုတာအောင်လန္တဂွန်အဲ့ဒီအောင်လန္တဂွန်တွေထဲမှာအမြင့်မားဆုံးသောအောင်လန္တဂွန်လို့ဆိုတဲ့အောင်လန္တဂွန်တစ်ဖွဲ့လောကအလယ်မှာအမြင့်ဆုံးအဆင့်ကိုရောက်နေတဲ့ဧကမဟာတတ္တမဇောတိကတတ္တမဇောတိကဆိုတာဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့သူတော်ကောင်းတရားတွေပြန့်ပွားအောင်ထွန်းကားအောင်လူတွေရဲ့နှလုံးသားထဲမှာသိရှိနားလည်အောင်ဟောပြောပြတာဆုဆုံးမခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့သာသနာပြုလုပ်ငန်းကိုဂုဏ်ပြုသောအားဖြင့်တတ္တမဇောတကဒီတတ္တမဇောတိကသူတော်ကောင်းတရားရောင်ကိုထွန်းပြောင်စေတဲ့နေရာမှာဧကမဟာအမြတ်ဆုံးချီးမွမ်းတိုက်ဆုံးဆိုတဲ့အဓိပ္ပာယ်ရတဲ့အဘိဓဇ္ဇဧကမဟာတတ္တမဇောတိကာလို့ဆိုတဲ့သာသနာပြုဘွဲတစိတ်တော်ချီးကျူးပူဇော်တာဒီဓမ္မကမြင်မာတဲ့ဘွဲတစိတ်တော်တွေပဲဆရာတော်ဘုရားကြီးကထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့သို့တော့တိုင်းတာတစ်ခုရသာသနာတော်ကိုထွန်းလင်းစေတတ်သာသနာပြုပုဂ္ဂိုလ်တွေထဲမှာထူးခြားမွန်မြတ်ပြီးအောင်လန္တဂွန်တစ်ဖွဲ့အမြင့်ဆုံးအဆင့်ကိုရောက်နေတဲ့ဆရာတော်ဘုရားအဖြစ်အတိမတ်ပြုပြီးတော့ယခုလိုပူဇော်တာဟာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တာလို့ပူဇာသပူဇနေယနံဆိုတဲ့မင်္ဂလာတရားတော်တွေထဲမှာလဲပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဟာကြီးမားတဲ့မင်္ဂလာတစ်ခုပဲအကောင်းဆုံးမင်္ဂလာတစ်ခုကုသိုလ်ကောင်းမှုတွေထဲမှာလဲထူးခြားတဲ့ပုံညဝိသေသဒီလိုဖြစ်တာမြတ်စွာဘုရားရဲ့တပည့်သားတွေထဲမှာဘုရားမြတ်စွာရဲ့သာသနာတော်ကိုထွန်းပြောင်အောင်ရှေ့တန်းကနေဆောင်ရွက်နေကြတဲ့ဆရာတော်တွေကိုနိုင်ငံတော်ကအတိမတ်ပြုပြီးတော့ယခုလိုပူဇော်အဲဒီလိုပူဇော်တာကိုပဲထပ်ဆင့်ပြီးတော့မြို့သူမြို့သားတွေဆရာတော်ကိုကြီးညိုမိကိုလေးစားကြတဲ့တပည့်တရားဓမ္မတွေကထပ်ဆင့်ပြီးတော့ဂုဏ်ကျေးဇူးကိုပူဇော်ကြတာပေါ့အဲဒီလိုပူဇော်ခြင်းဟာ
ကြီးမားတဲ့မင်္ဂလာကုသိုလ်ကြီးတစ်ခုဖြစ်ရုံမျှမကပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ခြင်းဖြင့်ရလာတဲ့ပုံညဝိသေသဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဣမိထမပိကေနစီတိုင်းတာတစ်ခုနဲ့သတ်မှတ်ဖော်ပြလို့မရနိုင်တဲ့ကုသိုလ်ကောင်းမှုမျိုးရရှိတယ်လို့ဒီလိုဆိုတာပုဂ္ဂလဝိသေသောဇာနိတဘောလို့ဆိုတဲ့အတိုင်းလောကကြီးမှာထူးခြားပြောင်မြောက်ပြီးအများရဲ့အကျိုးကိုဆောင်ရွက်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေရဲ့အကြောင်းသိရတယ်သိတဲ့အတိုင်းလည်းအသိမှတ်ပြုတယ်ခုဒီကနေ့ဓမ္မသဘင်ဆင်ကျင့်ပတာဟာလေဆရာတော်ဘုရားကြီးကိုပူဇော်တာပဲဓမ္မနဲ့ပူဇော်တာဓမ္မသဘင်ဆင်ကျင့်ပပြီးအမတဒါနဓမ္မဒါနလုပ်တဲ့ကုသိုလ်ရှင်တွေရောတရားလာရောက်နာယူကြတဲ့တရားနာပရိသတ်တွေရောမိမိတို့ရရှိထားတဲ့ကုသိုလ်ကောင်းမှုဖြင့်ဆရာတော်ကြီးကိုပူဇော်ကြတာပူဇော်တယ်ဆိုတဲ့ဥတည်ခြင်းနဲ့ဒီပွဲကိုပြုလုပ်တာဖြစ်တော့ကြောင့်အမှန်တမ်းထူးကဲတဲ့လုပ်ငန်းတစ်ခုလို့ဒါဖြင့်ဒီလိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တယ်ဆိုတာဟာနေရာတိုင်းမှာရှိနေသလားလို့ဆိုနေရာတိုင်းမှာရှိနိုင်တာမဟုတ်ဘူးဘုရားရဲ့အဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေဒါဒီလိုပူဇော်မှုအသိမှတ်ပြုမှုကိုလုပ်ကြတာဖြစ်တယ်ပေါ့ဆရာတော်ဘုရားကြီးရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လို့ဆိုတဲ့သာသနာတော်နဲ့ဆက်ပြီးတော့ရတဲ့ရတဲ့ဂုဏ်ကြီးတွေဟာအမှန်တမ်းများသည့်အတွက်ဒီဓမ္မကပူဇော်တိုက်သေးတယ်လို့ဆိုတာကိုဘုန်းကြီးတို့တွေသိရှိနားလည်ထားကြရမှာဖြစ်တယ်ဒီလိုသာသနာတော်ကိုထွန်းပြောင်စေနိုင်တဲ့အရည်အချင်းရှိတဲ့ထွန်းပြောင်အောင်လုပ်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတွေသာသနာတော်မှာမပေါ်ဘူးဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်တစ်ခုလုံးဟာမိမ့်မိန်နေတာမျိုးပဲဖြစ်မှာတရားဓမ္မအလင်းရောင်ကိုမသိကြလို့ဘဝခရီးလျှောက်လန်းတဲ့အခါမှာလျှောက်တဲ့လမ်းလားမလျှောက်တဲ့လမ်းလားလုံးတဲ့အလုံးလားမလုံးတဲ့အလုံးလားဆိုတော့သိနိုင်ဖို့အမှန်တမ်းခဲမှာမြန်မာနိုင်ငံမှာအခုလိုကျေးဇူးကြီးမားလာတဲ့ဆရာတော်ဘုရားကြီးတွေရဲ့အရေးချင်းကြောင့်မြန်မာနိုင်ငံကိုသာသနာစတင်ရောက်လာတဲ့အချိန်ကစပြီးနှစ်ပေါင်း1000ကျော်ကာလအထိမြန်မာလူမျိုးတွေရဲ့ရင်ထဲနှလုံးထဲမှာဘုရားတရားတန်ခါလို့ဆိုရယ်ယရဏသုံးပါးကိုဥထိတ်ထားတဲ့အတိတရားဟာမြင့်မားစွာတည်ရှိနေပြီးမြမယဉ်ကျေးမှုနဲ့သာသနာနဲ့မြမယဉ်ကျေးမှုဆိုတာခွဲမရအောင်တွက်ဖက်ထားတယ်လို့မြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာကိန်းပြီးတော့နေတယ်ရသော်ဘုရားရဲ့အဆုံးအမကတခြားမြန်မာယဉ်ကျေးမှုကတခြားလို့ခွဲခြားလို့ရနိုင်တဲ့အတိုင်းအတာမဟုတ်တော့ခွဲခြားလို့ရသကောင်းတာမဟုတ်တော့ဘူးမြန်မာယဉ်ကျေးမှုဒီပင်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓရဲ့အဆုံးအမဒီပင်မြန်မာယဉ်ကျေးမှုလို့ဒီလိုဖြစ်နေတာပေါ့အဲ့ဒီလိုဖြစ်ခြင်းဟာအခုလိုဆရာတော်ဘုရားကြီးတွေရဲ့ခြေဆုလို့ဒီလိုပြောခြေဆုဆိုတာခြေဆုတရားကိုသိတတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာဂုဏ်ခြေဆုကိုမိမိတို့တတ်နိုင်တဲ့အတိုင်းအတာတစ်ခုအရာပူဇော်ကြတယ်ဒီကနေ့တရားဓမ္မရှင်တယ်ဘုန်းကြီးတို့လည်းပူဇော်တာပဲလို့စိတ်ထဲမှာမှတ်တမ်းထင်ထားဒါကြောင့်မို့ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုခုနပူဇာဖြစ်လို့ဘုရားမြတ်စွာရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအမှတ်ရပြီးတော့ခုနဝိသိဋ္ဌဂုဏ်လူရှင်ဖြစ်တဲ့ဒီကနေ့ဆရာတော်ဘုရားကြီးကိုလည်းပူဇော်ကြရမှာပေါ့မြတ်ဗုဒ္ဓဤအနုတ္တရောပုရိသဓမ္မတာရတိဂုဏ်တော်ဆိုအလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိရှိနားလည်ထားကြတဲ့
ခုံကြီးတစ်ခုပဲမြန်မာလူမျိုးတွေငယ်စဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဆိုတာကိုရရှိကြသို့တော့ပါဠိအားဖြင့်ရရှိထားတော့လေအ내ဒိဗ္ဗေကြာကြာနာနာသိတဲ့ပုဂ္ဂိုလ်ကတော့ရာခိုင်နှုန်းသိမ့်များလာမယ်မထင်ဘူးမိမိတို့ကိုယ်ပဲစိတ်ကပ်နေတဲ့ဘုရားမြတ်စွာရဲ့ဂုဏ်အရေးချင်းတွေကိုလည်းသိရှိနားလည်တဲ့။ဘာဖြစ်လို့လဲဆိုဒီနေ့ဘာသာတရားတွေကိုးကွယ်နေကြတာဟိုဘာသာကလည်းသူတို့ဖျားရှိတယ်ဒီဘာသာလည်းဘာသာမှာလည်းဖျားရှိတယ်။တချို့ကရောကြော်ပြီးတော့ဖျားဆိုတာတဆူတည်းပဲဆိုပြီးဟိုဖျားလို့ဒီဖျားလို့ပြောတာမျိုးတွေရှိသေးတယ်။ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်ဗုဒ္ဓလို့ပြောလို့ရတဲ့ဒီလိုအရေးချင်းတွေဟာဘယ်ပုဂ္ဂိုလ်မှမရှိဘူးဂေါတမဗုဒ္ဓတဆူသာလင်ဒီအရေးချင်းတွေရှိတယ်ဒီလိုပြောကောင်းကင်ဘုံကနတ်တွေဒီအရေးချင်းရှိတာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိလို့ကောင်းကင်ဘုံရောက်ပြီးတော့နတ်ပြမဖြစ်နေပြီမဲ့လို့ကိုချင်းသီလအားဖြင့်ရောသမာဓိအားဖြင့်ရောပညာအားဖြင့်ရောမြတ်စွာဘုရားနဲ့တူဖို့ဆိုတာဝေးအနီးတောင်မှမနီးစပ်ဘူးလို့ဒီလိုပြောအဲ့ဒါတော့ကွာလှမ်းတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့လို့လူမင်းနတ်မင်းဗြဟ္မာမင်းတွေကမြတ်စွာဘုရားရဲ့ခြေတော်ကိုဥညွတ်ပြီးတော့ရှိခိုးကြရတယ်လေးစားကြရတယ်ဘုရားပွင့်မှအမှန်တရားကိုသိကြတပည့်စကြာတရားဟောတဲ့အခါမှာကောင်းကင်ဘုံမှာတက်တန်းရှိကြစွာဇံရဲ့အစွမ်းတကူနဲ့နေထိုင်ကြတဲ့ဗြဟ္မာတွေဟာတပည့်စကြာတရားနာလိုက်မှအမှန်တရားသိပြီးတော့ဓမ္မစက္ခုဆိုတာရရှိပြီး18ဂရေသောဗြဟ္မာတွေဟာတရားသူတရားမြတ်ကိုသိခွင့်ရသွားကြမြတ်စွာဘုရားမပွင့်ခင်ကတပည့်စကြာတရားမနာခင်ကသစ္စာလေးပါးဆိုတာသိကြတာမဟုတ်ဘူးမြတ်စွာဘုရားရှေးဥစွာထုတ်ဖော်ဟောကြားလိုက်မှဒီဗြဟ္မာဆိုတဲ့ကောင်းကင်ဘုံကတကိုးကြီးတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသစ္စာလေးပါးအမှန်တရားကိုသိရှိရပြီးတဏှာဝကလွတ်ခွင့်ရသွားကြတယ်နှုတ်ဆိုရင်တဏှာတွေကထွက်ပေါက်မရကြဘူးမရရုံနဲ့မကဘူးညမစကားမှာရှိတဲ့အတိုင်းဗြဟ္မပြေမှာတဝင်းဝင်းဝက်စခြင်းမှာတရှုပ်ရှုပ်တယ်ဟောအခုဗြဟ္မာကြီးဖြစ်နေပြီပဲကံကောင်းအကြောင်းမလားလို့အကုသိုလ်တွေမကုန်သေးသည့်အတွက်ကြောင့်အလက်ကျုံလာတဲ့အခါမှာဝက်စခြင်းထဲမှာတရှုပ်ရှုပ်စားနေတဲ့ဝက်ပုတ်ကြီးလည်းဖြစ်သွားနိုင်တယ်လို့ဒီလိုပြောတာပေါ့နော်ဗြဟ္မာဖြစ်တော့ငကင်းကြီးနဲ့တဝင်းဝင်းနေပြီးတော့ဝက်ပြတဲ့အခါကျနေရွက်ကလေးတစ်ဖြတ်ဖြတ်ခတ်ပြီးတော့ဝက်စခြင်းမှာတရှုပ်ရှုပ်စားနေတဲ့ဝက်ဒီလိုလည်းဖြစ်လာဗြဟ္မာကတည်ပြီးတော့ချက်ချင်းတော့ဝက်မဖြစ်ဘူးပေါ့တဏှာထဲမှာလဲတဲ့အခါမှာစုံကြီးဆန်းကြီးအတိမပြဘဝခရီးကထွက်ပေါက်မရသည့်အတွက်ကြောင့်ဘလောက်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေနောက်ဆုံးကြရင်အောက်တန်းနောက်တန်းပြန်ရောက်သွားတဲ့အခါလည်းရှိတယ်ပေါ့ဒီလိုဆိုတာပေါ့အေးမြတ်စွာဘုရားတရားနာလိုက်ရတဲ့အခါကျတော့မှဓမ္မစက္ခုဆိုတာရပြီသူတို့ရထားတဲ့အခြေအနေတစ်ခုကရှော့ကျသွားခြင်းမရှိတော့ဘူးပြောရမယ်ဆိုရင်ဗြဟ္မပြေမှာတဝင်းဝင်းကနေပြီးဝက်စခြင်းမဆင်းတော့ဘူးလို့ဒီလိုပြောမှာပေါ့မြတ်စွာဘုရားရဲ့ခြေဆုတရားတွေဟာသူတို့မှလည်းအများကြီးရှိတယ်ပေါ့နတ်တွေဆိုတာဗြဟ္မာလောက်တကိုးကြည့်တာမဟုတ်ဘူးအလုံးလူမင်းနတ်မင်းတပည့်စကြာတရားဟောတဲ့အခါနတ်တွေကအသင်ချေလူသားတွေကတော့ရှင်ကုဋ္ဌညာတစ်ပါးပဲဓမ္မစက္ခုဆိုတဲ့တရားမျက်စိပွင့်လင်းပြီးတော့သစ္စာလေးပါးကိုသိသွားတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကမသိသေးဘူးလူသားတွေက
ပစ္စဝဂီ9ဦးသာလင်မြတ်စွာဘုရားရဲ့တရားဥကိုနာခွင့်ရကြတယ်တဦးတည်းသာလင်အသိဉာဏ်ရသွားတယ်သံဃာဝကထွက်ဖို့လမ်းစပေါ်သွားတယ်လို့ဒီလိုပြောဒါကြောင့်မို့လို့လောကမှာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဒီအရည်ချင်းတွေရှိရမယ်ဒီအရည်ချင်းမရှိလို့ရှင်ကောင်းကင်ကနတ်ပဲဖြစ်စေမြမာပဲဖြစ်စေဘလောက်ပဲတကူကြည်ဒီအရည်ချင်းမပါဘူးဆိုလို့ရှင်ဘုရားလို့သတ်မှတ်လို့မရဘူးဘုရားလို့သတ်မှတ်တာဟာအစွမ်းတကူကိုသတ်မှတ်တာမဟုတ်ဘူးဘာကိုသတ်မှတ်တာတော့အသိဉာဏ်ကိုသတ်မှတ်တာဗုဒ္ဓဆိုတာသိသူလို့အဓိပ္ပာယ်ရဘာတွေကိုသိတာတော့လို့ဆိုသစ္စာလေးပါးအမှန်တရားကိုသိတယ်ကြံတဲ့နတ်တွေပြမာတွေတကူကြည့်ချင်းကြီးလိုက်မယ်ဘလောက်ပဲတကူကြည့်မြတ်စွာဘုရားလို့အသိဉာဏ်မရှိကြဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာမရှိဘူးဓမ္မပြေရောက်နေမဲ့လွဲမှားနေတဲ့ပကပြမာကြီးတို့ဆိုတာတောင်ရှိသေးတာဒါကြောင့်မို့ဗုဒ္ဓဆိုဒီမှာအသိဉာဏ်အမြင့်မားဆုံးပုဂ္ဂိုလ်ဆိုတာဘုရားဘာသာဝင်သူတော်စင်တွေကဘုရားကိုယုံကြည်တယ်ဆိုဒီမှာတတ္တေတိတထာဂတတဘောဓိန်တို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအစွမ်းတကူကိုယုံကြည်တာဒီလိုပြောတာမဟုတ်ဘူးတကူယုံကြည်တာကိုပြောတာမဟုတ်ဘူးအသိဉာဏ်ကိုယုံကြည်တာအသိဉာဏ်လောက်အစွမ်းတတ္တိထက်တာမရှိဘူးတကူဆိုတာအသိဉာဏ်လောက်အစွမ်းတတ္တိမရှိဘူးအသိဉာဏ်လောက်စွမ်းတတ္တိရှိမှအသိဉာဏ်ဆိုတဲ့အစွမ်းတကူမျိုးကသာလေအမှန်တရားကိုဖော်ထုတ်နိုင်တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေထဲမှာအနုတ္တရောပုရိသဓမ္မတာရတိဆိုတဲ့ဂုဏ်တော်ဟာထင်ထင်ရှားရှားပါလားပုရိသဓမ္မလို့ဆိုတာဆုံးမတိုက်တဲ့သရဝါပုရိသဆိုတာအမျိုးသားတွေကြီးယဉ်ညွန်းတာမဟုတ်ဘူးတကယ်လို့မျိုးသားယဉ်ညွန်းတယ်ဆိုရင်လည်းအမျိုးသမီးတွေလည်းပါဝင်ဒီလိုဆိုလို့သို့တော့ပုရိသဆိုတဲ့စကားလုံးဟာသရဝါအလုံးကိုစားပြုတဲ့စကားလုံးပဲကိုစားပြုတဲ့စကားလုံးကိုယူလိုက်ရင်ပုရိသဓမ္မဆုံးမတိုက်တဲ့သရဝါတာရတိဆုံးမရှင်ကျေးအောင်ဆုံးမတော်မူတတ်တာအဲ့တော့ဘုရားဆိုတာသူ့ဟာသူပွင့်ပြီးသူ့ဟာသူသိပြီးအလကားနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့ပုဂ္ဂိုလ်လောကမှာမိမဆုံးမဖာမဆုံးမဆိုတဲ့ပုဂ္ဂိုလ်တွေကရိုင်းပြလောကသရဝါတွေမှာလည်းပဲမိမိတို့ရဲ့အစင်တန်းအားလျော်စွာပတ်စံငွေကြေးဓနနဲ့ပြည့်စုံရင်ဓနကိုအမိပြုပြီးတော့ရိုင်းပြကြဓာတုဂုံသိမ်ရှိတာဆိုရင်ဓာတုဂုံသိမ်ကိုအမိပြုပြီးတော့ရိုင်းပြကြပညာဂုံကိုအကြောင်းပြုပြီးတော့လည်းရိုင်းပြကြအလှမှန်တို့ဓနမှန်တို့လို့ဆိုတာမာမနာတွေတက်ကြတက်ပြီးတော့ရိုင်းပြကြတာအဲ့ဒီလိုရိုင်းပြပြီးတော့မရင်မကြေးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားဆုံးမတယ်ဆိုတာအခုခေတ်တော့ဆုံးမတယ်ဆိုတာရိုက်ဆုံးမတာလည်းရှိတယ်နော်မြတ်စွာဘုရားရိုက်ဆုံးမတာမဟုတ်ဘူးနားလည်အောင်သဘောပေါက်အောင်အသိဉာဏ်ရပြီးလိမ္မာရင်ကျေးတော့အောင်ဆုံးမဆိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ယဉ်ကျေးသွားတယ်ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်ဟာမေတ္တာတက်ရောက်သွားတယ်ဒီလိုဆိုလိုတာသိုးသွမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမွန်သွားတယ်အဲ့ဒီလိုဆုံးမတတ်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတယ်ဆိုတဲ့ထဲမှာမြတ်စွာဘုရားဟာအသာဆုံးပဲအသာဆုံးဆိုတော့မြတ်စွာဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်ရောရှိနေလို့လားဆိုမရှိဘူးတူတဲ့လူမပြောနဲ့အနီးနားနီးစပ်တဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလို့ဒါကြောင့်မို့အနုတ္တရ
အသာဆုံးဆိုဒီမှာဒီနေရာမှာမြတ်စွာဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်တွေရှိနေလို့အဲ့ဒီထဲမှာအသာဆုံးလို့ဒီလိုပြောတာမဟုတ်ဘူးလိမ္မာရင်ကျေးအောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားတပါးသာထူးချွန်ထက်မြက်ဆုံးဖြစ်တယ်လို့ဒီလိုဆိုလိုတာအနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့တရားကိုဆုံးမတဲ့နေရာမှာအထူးချွန်ဆုံးပဲလိမ္မာရင်ကျေးအောင်ဆုံးမတဲ့နေရာမှာအသာလွန်ဆုံးအထွတ်ထိပ်ရောက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ဒီလိုဆိုတာဒီနေရာမှာအနုတ္တရောနဲ့ပုရိသဓမ္မတာရတိဆိုတာကိုဒီတုဒ္ဓိမေတ္တောလို့တက္ကရာတွေမှာအနုတ္တရောကိုဂုဏ်တော်တစ်ခုပုရိသဓမ္မတာရတိကိုဂုဏ်တော်တစ်ခုလို့ဆိုပြီးတော့ပထမနည်းခွဲဖွင့်လိုက်တဲ့အခါဘုရားဂုဏ်တော်9ပါးမဟုတ်ပဲနဲ့10ပါးဖြစ်တဲ့နည်းလည်းရှိတယ်အနုတ္တရောဂုဏ်တော်တစ်ခုပုရိသဓမ္မတာရတိကဂုဏ်တော်တစ်ခုလို့ဒီလိုနှစ်ခုခွဲဖွင့်တယ်နောက်တနည်းကျတော့အနုတ္တရောနဲ့ပုရိသဓမ္မတာရတိနှစ်ခုပေါင်းမှဂုဏ်တော်တစ်ခုအနေနဲ့ဖွင့်တယ်အဲ့ဒီနှစ်ခုဟာပါဠိတော်တွေနဲ့ဘယ်ဟာကပုံညီညွတ်တယ်လဲလို့ဆိုလို့ရှိရင်အနုတ္တရောပုရိသဓမ္မတာရတိမခွဲပဲနဲ့ဂုဏ်တော်တစ်ခုတည်းလို့ပြောတဲ့စကားကပိုပါဠိတော်နဲ့ညီညွတ်တယ်လို့ဒီလိုပြောဒီစကားလုံးဟာသလရဏဝိပင်ကမြစ္စည်းမနိကေသလရဏဝိပင်ကသုံးပါလည်းပဲဒီစကားလုံးလေးပါတယ်သောဟုတ်စတိယောက်ကစရိယာနံအနုတ္တရောပုရိသဓမ္မတာရတိတဲ့ဆုံးမတတ်တဲ့ဆုံးမတဲ့ပုဂ္ဂိုလ်တွေထဲမှာထိတ်တန်းအကြဆုံးဆုံးမတတ်သူလို့ဒီလိုဆိုလို့ထိတ်တန်းအကြဆုံးဆုံးမတတ်သူလို့မြတ်စွာဘုရားကိုချီးမွမ်းတယ်အဲ့တော့တာမန်ဆုံးမတတ်တဲ့အနေအထားမျိုးမဟုတ်ဘူးအနုတ္တရပုရိသဓမ္မတာထိတ်တန်းအကြဆုံးအထွတ်ထိပ်ရောက်ဆုံးပြောစရာမရှိအောင်ဆုံးမတဲ့နေရာမှာလိမ္မာပတ်သက်ဆုံးဆိုတဲ့အဓိပ္ပာယ်နဲ့အနုတ္တရောပုရိသဓမ္မတာရတိလို့ဒီနှစ်ပုဒ်ကိုပေါင်းပြီးတော့ဆိုထားတယ်နောက်တစ်ခုအင်္ဂုတ္တရနိကေမှာကေတိတုတ်တံဆိုတာရှိတယ်အဲ့ဒီကေတိတုတ်တံမှာလည်းပဲမြတ်စွာဘုရားကိုအနုတ္တရောပုရိသဓမ္မတာရတိလို့ဒီပုံနှစ်ပုဒ်ကိုတစ်ပုဒ်တည်းအနေနဲ့ပဲဂုဏ်တော်တစ်ခုတည်းအနေနဲ့ဖွင့်ဆိုထားတာပြဆိုထားတာဖြစ်တော့တယ်နုတ္တရောနဲ့ပုရိသဓမ္မတာရတိမခွဲခြားပဲနဲ့တစ်ခုတည်းယူတာဟာဒီပါဠိတော်နှစ်ခုနဲ့ပို့ပြီးတော့ကိုက်ညီတယ်စီလျော်တယ်ပို့လဲအဓိပ္ပာယ်တင့်တော်တယ်လို့လူယူဆနေတာရှိတယ်ပေါ့နော်ဟုတ်ပြီမြတ်စွာဘုရားကိုဘာဖြစ်လို့ဒီဂုဏ်တော်နဲ့ချီးမွမ်းရတာလဲတမန်အားဖြင့်မိဘတွေလည်းကိုယ်သားသမီးကိုဆုံးမကြတာပဲလောကမှာဆင်အတတ်တဲ့ပုဂ္ဂိုလ်တွေလည်းဆင်ကိုဆုံးမကြမြင်းအတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမြင်းကိုဆုံးမကြနွားအတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းနွားခုခေတ်ဆိုရင်ခွေးတောင်မှဟုတ်လားသင်ကြားပေးထားတဲ့ခွေးတွေအလုံးတရားတွေကိုသင်ကြားပြသပြီးတော့ဆုံးမထားတယ်အဲ့ဒီဆုံးမမှုမှန်သမျှတွေဟာတမန်အားဖြင့်ဆုံးမမှုမျိုးတွေကြီးပဲတန်တရားဝကလွတ်အောင်ဆိုတဲ့အတိုင်းအတာအထိဘယ်သူမှမရောက်ဘူးဒါပြောတာနော်မြတ်စွာဘုရားရဲ့ဆုံးမမှုကတန်တရားဝကလွတ်သွားပြီးထိအောင်ဆင်းရဲဒုက္ခတွေအလုံးကင်းသွားအောင်ဆုံးမဟုတ်ပြီဆင်းဆရာတယောက်ကဆင်းကိုဆုံးမတယ်ဆိုတာဆင်းဟာလိမ္မာရင်ကျေးသွားတယ်လူကြားထဲဝင်လို့ရတယ်မင်းဆိုးရတာတွေစီးလို့ရတယ်ခိုင်းတာတွေလုပ်တယ်ဒီလောက်ပဲလေလိမ္မာသွားတဲ့ဆင်တကောင်ရဲ့လှုပ်ဆောင်မှုကဒီလောက်ပဲဖြစ်ဒီကနေ့ခေတ်ဆိုရင်ဆင်တွေကခိုင်းတာတို့နော်အုံးမင်းထောင်ခိုင်းတာတို့ဘာတို့ပေါ့လေအမျိုးစုံပေါ့ဒီကနေ့ခေတ်ဆင်နေတော့အငြိမ်မနေရဘူးပုံလိုက်ပြီးတော့ဟိုလိုလောက်ခိုင်းဒီလိုလောက်ခိုင်း
ဒါပေမဲ့လို့သူတို့လှုပ်ဆောင်ပြသသမျှဒီတဏှာဝကလွတ်တာတခုမှမရှိဘူးတဏှာဝကလွတ်ဖို့နေတာလက်ပြေယောက်ျောင်းကုသိုလ်တော်မပါဘူးလို့ပြောအဲ့ဒီတိုင်းတာနဲ့တိုင်းလိုက်မယ်ဆိုလို့ရှိရင်သွန်သင်ပြသဆုံးမမှုတာတွေဟာတကယ်ကိုအစ်စ်မမီဘူးလို့ပဲပြောမှာပေါ့မြတ်စွာဘုရားဆုံးမမှုနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်ဘလို့မှအစ်စ်မမီနိုင်ဘူးမြင်တတ်တဲ့ဆရာတွေကလည်းမြင်ကိုဆုံးပါတယ်နွားတတ်တဲ့ဆရာတွေကလည်းနွားကိုဆုံးပါတယ်ခွေးတတ်တဲ့ဆရာတွေတခြားတိရစ္ဆာန်တွေတတ်တဲ့ဆရာတွေဆုံးမကြလူတွေမှာလည်းမိဘတွေကသာသမီကိုဆုံးမတယ်ဆရာသမားတွေကတပည့်တွေကိုဆုံးမတယ်အဲ့ဒီဆုံးမမှုအတိုင်းအတာတွေဟာတဘဝစာတောင်မှပဲလုံလောက်ချင်မှလုံလောက်တယ်ဟောမြတ်စွာဘုရားဆုံးမလိုက်တာတဘဝစာတယ်ဆိုရင်ဆုံးမလိုက်လို့ယဉ်ကျေးသွားရင်လည်းတဘဝပဲယဉ်ကျေးတာတာမန်လူတွေဆုံးမတာနောက်ဘဝပြန်ရိုင်းရင်ရိုင်းနေအောင်မှာမြတ်စွာဘုရားဆုံးမလိုက်တဲ့ယဉ်ကျေးမှုကိုရသွားတဲ့ပုဂ္ဂိုလ်တယောက်ကတော့ဘယ်တော့မှပြန်ရိုင်းဆိုင်တာဆိုတာမရှိတော့အဲ့ဒါကြောင့်မို့လို့လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့ပုဂ္ဂိုလ်တွေထဲမှာတော့မြတ်စွာဘုရားကိုမိသူမရှိဘူးမိသူမပြောနဲ့တူသူလည်းမရှိဘူးနှိုင်းရှင်ပြပြလည်းမရှိဘူးအဆင့်အားဖြင့်လည်းအလွန်ကွာလန်းတယ်ဒါကြောင့်မို့အနုတ္တရောပုရိသဓမ္မဘုရားနုဒ္ဓတိကုံပွားတာနော်ဘုရားကုံကိုအာယုံပြုပြီးစဉ်းစားတဲ့အခါမှာတရားတရားတွေတိုးတက်လာကဲစဉ်းစားကြည့်ရအောင်မြတ်စွာဘုရားသခင်ကိုရမြတ်ကဆုံးမတာဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆိုတဲ့အထက်မှာတိရစ္ဆာန်လည်းပါတယ်လူလည်းပါတယ်နတ်လည်းပါတယ်ဗြဟ္မာလည်းပါမြတ်စွာဘုရားရဲ့ဆုံးမမှုကိုရသွားတဲ့ပုဂ္ဂိုလ်ဒီသာဝရယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်သွားကျန်တဲ့ပုဂ္ဂိုလ်ရဲ့ဆုံးမမှုကိုရတဲ့ပုဂ္ဂိုလ်ဒီသာဝရယဉ်ကျေးမှုမဟုတ်ဘူးတရင်ကလေးတခဏလေးယဉ်ကျေးမှုသာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမမှုကိုရသွားလို့ရှိရင်ကတော့သာဝရယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကဲအလုံးသိကြတဲ့အတိုင်းပဲနာလာဂီရိဆင်ဆိုးကြီးပဲကြည့်ဗေဝိတာရမင်းတို့အဇဒတမင်းတို့မကရတိုင်းမှာစစ်ပွဲမှာအသုံးပြုတဲ့ဆင်ဆိုးကြီးရန်သူတွေကိုထိုးရန်သူတွေရဲ့အဆောက်အအုံတွေကိုဖျက်ချိုးရန်သူတွေရဲ့ဓာလံတွေကိုပမာမခန့်တိုက်ပွဲဝင်နိုင်တဲ့ဆင်ဆိုးကြီးစစ်ထွက်ပြီဆိုရင်သူ့ကိုအရက်တွေတိုက်ပြီးတော့ရှေ့တန်းကလွတ်လိုက်လို့ရှင်ရန်သူကိုရွရွချွံချွံခြေမုံတဲ့တတိကောင်းတဲ့ဆင်ကြီးပေါ့အဲ့ဒီဆင်ကြီးကိုအရက်တွေကိုထပ်ပြီးတော့ပိုတိုက်ပြီးမြတ်စွာဘုရားဆွမ်းကဝင်လာတဲ့လမ်းရဟန္တာငါတွေနဲ့ဆွမ်းကဝင်လာတဲ့လမ်းကြားမှာတိတ်လို့မရနိုင်တဲ့နေရာမျိုးအရောက်မှာဒီဆင်ကြီးကိုအရက်တိုက်ပြီးတော့လွှတ်လိုက်တာစဉ်းစားတာကြည့်တော့ဘလောက်အန္တရာယ်များမယ်ဆိုတာစဉ်းစားကြည့်ဒီဆင်ကြီးကငကိုကမှရှူရှူရှဲရှဲနဲ့ဆင်စိုးကြီးဖြစ်တဲ့ခြင်းပဲအရက်ပါတိုက်လိုက်တဲ့အခါကျတော့သူ့ရဲ့ဆိုးစရာမရှိတော့အရက်ဝင်သွားတဲ့အခါမှာရန်သူစစ်ပွဲမှာဆိုလို့ရှိရင်အမြဲတမ်းအောင်ပွဲခံနေတဲ့နာလာဂီရိဆင်ကြီးဆိုးရင်တိုင်းဆိုးတဲ့ဆင်စိုးကြီးအဲ့ဒီဆင်ကြီးကိုမြတ်စွာဘုရားနဲ့တန်ခါးတွေဆွမ်းလာတဲ့လမ်းဘေးမှာတိမ့်စရာမရှိတဲ့လမ်းကြားထဲမှာဒီဆင်ကြီးကိုလွှတ်လိုက်တာလေရှန္ဒနာဆိုတာစိုးရိမ်စိတ်တွေအလွန်များတယ်ရှင်ကြီးလာနေတာကိုကြည့်ပြီးတော့ရှန္ဒနာဟာမြတ်စွာဘုရားပေါ်မှာလည်းအလွန်ချစ်ခင်တဲ့စိတ်ဓာတ်ရှိတော့ဘုရားကိုဆင်ထိုးတတ်မှသိကြောက်တယ်ဒါကြောင့်မို့သူကိုယ်တိုင်ပဲအသေးခံမယ်ဆိုပြီးတော့ဘုရားရှိရတက်ရတဲ့ရုပ်ရုပ်သေးသေးတောင်မှဖြစ်သွားနိုင်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်
နမောင်းကြီးမြောက်ပြီးတော့နေရကြီးကုတ်ပြီးထောင်ပြီးတော့ပြေးလာတဲ့ဆင်ကြီးဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မေတ္တာဓာတ်ခန္တီနဲ့မေတ္တာမြတ်စွာဘုရားရဲ့မေတ္တာဓာတ်ပို့လွှတ်လိုက်တာဆင်ကြီးရဲ့နှလုံးသားထဲမှာမြတ်စွာဘုရားမေတ္တာဓာတ်တွေနဲ့ရောက်သွားရောအမှုပြေုံနေမကဘူးသူ့ရဲ့စိတ်ဆိုးစိတ်မိုက်တွေဒေါသခက်ထန်တဲ့ဆင်ကြီးဟာမျက်စိမိတ်ပြီးတော့ပြေးလာတဲ့ဆင်ကြီးမြတ်စွာဘုရားကမေတ္တာဓာတ်နဲ့ဖြန့်ကျက်ပြီးတော့ပို့လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့အနီးလည်းရောက်ရောလိမ္မာယဉ်ကျေးပြီးတော့မြတ်စွာဘုရားကိုခေါ်လုံးဝတ်ပြီးမြတ်စွာဘုရားကိုရှ िख ိုးဝါချတဲ့ယဉ်ကျေးလာတဲ့ဆင်လိမ္မာကြီးတစ်ကောင်ဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားကဘာနဲ့ဆုံးမတာတုံးလို့မေးလို့ရှိရင်စကားတစ်ခွန်းမှမပြောရသေးပေမဲ့ဘာနဲ့ဆုံးမလိုက်တာတုံးဆိုမေတ္တာနဲ့ဆုံးမမေတ္တာနဲ့ဆုံးမပြီးမြတ်စွာဘုရားကဆင်ကြီးရဲ့နှစ်ဖူးခေါင်းဥထိတ်လေးကိုလက်တော်နဲ့သုံးသပ်ပြီးတော့မင်းမမိုက်နဲ့ငါလို့ဘုရားပြစ်မှားမိလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်မပြစ်မှားသင့်ဘူးလို့မေတ္တာကရုဏာလွှမ်းခြုံတဲ့စကားနဲ့မိန့်ကြားလိုက်တဲ့အခါမှာဆင်ကြီးဟာဘုရားကိုဝတ်ပြုပြီးနောက်ဆုတ်ပြီးတော့လိမ္မာယဉ်ကျေးတဲ့အတွင်တရံဘယ်သူမှဒုက္ခမပေးတော့တဲ့အနေအထားမျိုးရောက်သွားတယ်။ကြီးတော့အတိညာမရှိဘူးဆိုတဲ့တိရစ္ဆာန်ကိုတောင်စိတ်ဓာတ်ပြောင်းလဲသွားအောင်ဆုံးမတာ။ဒီလိုရိုင်းပြနေတဲ့တိရစ္ဆာန်တစ်ကောင်ကိုဘာနဲ့ဆုံးမတာတုံးဆိုမေတ္တာနဲ့ဆုံးမလိုက်တာ။အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာဓာတ်ဟာအလွန်အစွမ်းထက်တယ်။ဒါကြောင့်မို့မေတ္တာနဲ့ဆုံးမလိုက်လို့လိမ္မာယဉ်ကျေးသွားတဲ့နာလာဂိရိဆင်ကြီးဟာအရင်ကလို့ဘယ်သူမှထိုးတတ်တာမျိုးမလုပ်တော့ဘူးထာဝရယဉ်ကျေးသွားတဲ့အနေအထားမျိုးရောက်သွားသဘောကောင်းတဲ့ဆင်ရင်ကြီးဖြစ်သွားဒါမြတ်စွာဘုရားရဲ့ဆုံးမလိုက်နိုင်မှုဒါအနုတ္တရောပုရိသဓမ္မတရတိဆိုတဲ့ဂုံကြီးရဲ့စွမ်းအားတစ်ခုဘုရားဆိုတာဒီလိုရိုင်းပြနေတဲ့တိရစ္ဆာန်တရားပင်ဖြစ်စေလိမ္မာယဉ်ကျေးသွားသည့်ထီအောင်ဆုံးမရအေးဆင်ဆရာတွေဆုံးမကြတယ်ဗာနဲ့ဆုံးမဆင်ကြီးကိုထူကြိုးတွေနဲ့တုပ်လှန်နေနဲ့ထိုးနေရွက်ကိုပေါက်ချုံးနဲ့ပေါက်နာကျင်အောင်လုပ်ပြီးတော့ဆင်ကိုဆုံးမကြတာသူတို့လုပ်တာမြတ်စွာဘုရားကြတော့ဆင်ကြီးကိုအဖျားလေးနဲ့မှနာကျင်အောင်လုပ်တာမရှိဘူးစိတ်နှလုံးနူးညံ့ပျော့ပြောင်းသွားအောင်မေတ္တာဆိုတဲ့စွမ်းအားနဲ့ဆုံးမလိုက်တာလိမ္မာရင်ကျေးသွားတာပဲတခါဆင်စရာတွေရိုက်ချင်တိုင်းရိုက်နှိုက်ချင်တိုင်းနှိုက်ခုတ်ချင်တိုင်းခုတ်ထစ်ချင်တိုင်းထစ်ရိုင်းပြနေတဲ့ဆင်ကြီးကျိုးတွေနဲ့တုတ်ထားလို့သာသူနေရစိတ်ဓာတ်ကတော့ခက်တန်နေတော့မယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ကစပြီးတော့စိတ်ဓာတ်လိမ္မာရင်ကျေးသွားတယ်လို့ဒါသနမူနာတစ်ခုပဲဟောနောက်တစ်ခုလူသားတွေဆုံးမတယ်လို့ဆိုတဲ့အခါလောကလူသားတွေမှာအဲ့ဒီခေတ်ကအရိုင်းပြဆုံးအကျဉ်းတန်းဆုံးဟာဘယ်သူလဲဆိုရင်အင်္ဂုလိမာလာအင်္ဂုလိမာလာငါကတော့လူတော်လူကောင်းတစ်ယောက်ပါသူကပရောဟိတ်ပုံနာကြီးရဲ့သားပဲသူ့ရဲ့နာမည်ကိုသူ့ဖေကပေးထားတယ်အဟိတကတဲ့ဘယ်သူကမှမညှင်းဆဲဘူးဆိုတဲ့နာမည်မညှင်းဆဲသူသဘောကောင်းသူဆိုတဲ့နာမည်နဲ့ပေးထားတာ
အပေါင်းအသင်းမှားတာပေါင်းအသင်းမှားတယ်ဆိုတာတစ်ဖက်လက်နဲ့လူသားသမားဖြစ်သူရောက်အောင်ဘယ်သူကလှုပ်လိုက်တာတော့လို့ဆိုသူ့ကိုပညာသင်ပေးတဲ့တက္ကသိုလ်ဆရာကြီးကလှုပ်လိုက်တာတစ်ဖက်လက်နဲ့လူသားသမားဘဝရောက်သွားဆရာခိုင်းလို့အဲ့ဒါလည်းအလွန်တတိထားစရာကောင်းတာနော်တစ်ဖက်လက်နဲ့လူသားသမားဖြစ်သွားကြတာသူခင်ဗျာပင်ကိုကဇေယိုက်ဆိုးမဟုတ်ဘူးအတိညာပဒံထက်မြက်တယ်ဉာဏ်ကောင်းတယ်သို့သောဇေယိုက်ကတော့မဟုတ်မခံတဲ့ဇေယိုက်တော့သူ့မှာရှိပုံရတဏှာမှာလူဖြစ်တဲ့အချိန်မှာဆိုအင်္ဂုလိမာလာရဲ့ဇာတ်ကြောင်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပောရိတာရတို့လိုရိုင်းပြတဲ့ဟာတွေလူသားစားတာတို့ရက်ဆက်တယ်ကြမ်းမြုပ်တယ်ဆိုတဲ့ဘလူးတွေတို့သူဖြစ်ခဲ့တဲ့ဘဝတွေကအကျဉ်းတန်းနေပြီဇေယိုက်ဆိုတာတော့သူတွေမှာပါတတ်တယ်ဇေယိုက်တို့ဝါဒနာတို့ဆိုတာရှိတယ်ဒါကြောင့်မို့ဒီကနေ့ခေတ်သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာကိုယ်ဇေယိုက်ကိုယ်ဝါဒနာလေးကိုအကဲခတ်ပြီးတော့မကောင်းတဲ့ဇေယိုက်မကောင်းတဲ့ဝါဒနာဆိုရင်ပြင်ဖို့လိုအပ်တယ်ပေါ့ပြင်ဖို့တော့မစင်စားပဲနဲ့တချို့ကဘာပြောဝါဒနာကိုမတားနဲ့ဝါဒနာပါလို့လောက်တာကောင်းတဲ့ဟာဝါဒနာပါတော်တာပေါ့မကောင်းတာကြတော့တားရပြီမယ်ပေါ့ကိုယ့်အကိုလည်းပြင်ရမှာမပြင်ဘူးဆိုရင်ဒီဇေယိုက်ဆိုးကြီးကအလိုက်ကန်းစိုးမသိဘဝတိုင်းမှာကိုယ်အယုတ်ကျက်အရှင်းပြဖြစ်ပြီးကိုယ်တဏ္ဍာမှာဆိုးရတဲ့ကံကြမ္မာပုံရိပ်တွေကိုဖြစ်ပေါ်စေတယ်အင်္ဂုလိမာလာဟာနောက်ဆုံးဘဝရောက်တဲ့အချိန်တောင်မှပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တော်လည်းပဲဇေယိုက်ဆိုးလေးကပါလာသည့်အတွက်ကြောင့်လူသားသမားဘဝရောက်သွားတာအကယ်၍သာဇေယိုက်ကောင်းတယ်ဆိုရင်ဆရာလုပ်တဲ့ပုဂ္ဂိုလ်ကတစ်ဖက်လက်နဲ့တိုက်တွန်းအောင်လုံးမှာမဟုတ်ပါဘူးဇေယိုက်ကောင်းရှိရင်မကောင်းတဲ့ဝါသနာဗီဇအခန့်ရှိသည့်အတွက်ကြောင့်သူဟာဒီလိုဘဝရောက်သွားတာကြည့်လေအင်္ဂုလိမာလာကိုဆုံးမတာလေးလည်းကြည့်အောင်အင်္ဂုလိမာလာဟာဒီတောတန်းနဲ့ဖြတ်တန်းသွားလာတဲ့လူဆိုရင်ဆင်နဲ့လာမြင်းနဲ့လာဘယ်သူမှအလွတ်မပေးဘူးဘယ်သူမှအလွတ်မပေးဘူးသူ့တန်ကြားရင်ဆင်လည်းပြေးရတာပဲမြင်းလည်းပြေးရလူအုပ်လည်းပဲမခံနိုင်ဘူးပြိုကွဲပျက်စီးပြိုလဲပြီးတော့ပြေးပြီးသူ့ရဲ့လက်ချက်နဲ့အသက်ထွက်ကြအဲ့လိုလောက်ထိအောင်တန်ဆွမ်းပြီးတော့ကြမ်းတမ်းရိုင်းပြတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားလည်းကြွလာရောတောင်ကုန်းလေးတစ်ခုပေါ်နေပြီးဓာကြီးထောက်ပြီးတော့စောင့်နေတာဘုရားလည်းရောက်ရောတောင်ပေါ်ကပြေးဆင်းပြီးတော့ဘုရားကိုဓာနဲ့လိုက်ခုတ်တာအဲ့လိုလိုက်တဲ့အခါမှာမြတ်စွာဘုရားနာမှာမိလူနဲ့မိကိုမမိဘူးဘာနဲ့အခုမှတူတော့ဆိုခုခေတ်လမ်းလျှောက်ဆက်နဲ့လမ်းလျှောက်နေတယ်လို့ပဲအင်္ဂုလိမာလာကြီးရှေ့ကိုတက်လို့မရနော်လမ်းလျှောက်ဆက်ပေါ်မှာလမ်းလျှောက်နေတဲ့လူကရှေ့ရောက်မှမရောက်တာလူကတော့လျှောက်နေရတယ်အဲ့ဒါလိုပဲသူကလည်းဖယားနာကိုရောက်မကတ်နိုင်ဘူးရသော်ဘုရားရဲ့တကူတော်နဲ့ဖယားကိုလက်လန်းမမိဘူးဖယားနဲ့သူဟာအကွာအဝေးကဖက်ဖက်မောနေအောင်လိုက်ပေမဲ့မြတ်စွာဘုရားပုံမှန်သွားနေတာလေးကိုမမိဘူးမမိတဲ့အခါကျတော့မှတိဋ္ဌသမဏကိုတော်ရက်လိုက်ဆိုပြီးတော့အော်တာအော်ဟစ်ပြီးတော့ပြောလိုက်တာအဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့လှည့်ပြီးဗာမင်းရှိတော့ဆိုရင်ငါကရက်နေတာပါတဲ့မင်းပဲရက်ဖို့လိုပါတယ်အဲ့ဒီစကလုံးကသူ့ရဲ့နှလုံးသားကိုထိသွားနှလုံးသားကိုထိသွားတမ္မာပုဂ္ဂိုလ်ဆိုမထိဘူးသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ငါရက်နေတာပါတဲ့မင်းပဲရက်ဖို့လိုပါတယ်မင်းသာမရက်သေးတာပါဆိုသူစိတ်ထဲမှာဒီစကလုံးလေးကိုကြားလိုက်တဲ့အခါဟာသွားနေရတဲ့နဲ့သူကငါတော့ရက်နေတာမင်းပဲရက်ဖို့ငါကရက်ပြီးអော်တာကြတော့မင်းပဲရက်ဖို့လိုပါတယ်လို့ပြောတာအဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒီမှာသူသိကျင်တဲ့စိတ်ကြောင့်မြတ်စွာဘုရားကိုမေးတယ်
နေပါအောင်ရှင်ဘုရားကရက်တယ်ဆိုတာဘာပြောတာအေးလေတဲ့ငါကသူများအသက်တွေမတတ်တော့ဘူးအကုသိုလ်လုပ်တွေအကုန်ရပ်ပလိုက်ပြီတဲ့တဏှာမှာလည်းငါရပ်ပလိုက်ပြီမင်းကအကုသိုလ်လုပ်တွေမရပ်သေးဘူးတဏှာမရပ်သေးဘူးငါကတော့ရပ်လိုက်ပြီလို့ဒီလိုအဓိပ္ပာယ်နဲ့ပြောတာဆိုအဲ့ဒီကြတော့မှသူဟာအသိဉာဏ်တွေပွင့်သွားပြီလက်ထဲပါတဲ့ဓာတ်တွေလေးတွေလမ်းတွေအကုန်ပြစ်ချပြီဘုရားရှိခိုးဒူးထောက်ကဲကြည့်လေအလွန်ရိုင်းပြပြီးတော့သိုးသွမ်းတဲ့အင်္ဂုလိမာလာကြီးဟာတက္ကနာလေးအတွင်းမှာပဲလိမ္မာယဉ်ကျေးသွားတယ်စကားလေးတစ်လုံးနဲ့တင်လိမ္မာယဉ်ကျေးသွားတာရှိဒါတမင်ရွေးချယ်ပြီးတော့ပြောတဲ့စကားဆုံးမစကားလေးဟာအမှန်တမ်းထိရောက်တယ်လောကယဉ်ကျေးသွားတယ်သူလောကယဉ်ကျေးသွားပြီးမြတ်စွာဘုရားထံမှာယဟန်ဖြစ်ခွင့်တောင်းပြီးဘုရားနဲ့အတူကျောင်းတော်လိုက်သွားတာအဲ့ဒါလိုထိအောင်လိမ္မာယဉ်ကျေးသွားတာဘယ်တော့မှသူများတဲ့တတ်တာမလုပ်တော့ဘူးဒါမှမဟုတ်ယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိသပါဏံဇိဝိတဝရောပိတာအရိယာဇတ်ယဟမြတ်ဖြစ်တဲ့အချိန်ကစပြီးတတ်လို့တဲ့စိတ်နဲ့ပဲတတ္တဝါကိုမှတတ်မိတယ်ဆိုတာသူမမှတ်မိပါဘူးမသိပါဘူးဆိုလိုတာဘယ်တတ္တဝါကိုမှမတတ်ဘူးလို့ဒီလိုရဲရဲရင်သာဝရလိမ္မာယဉ်ကျေးမှုရသွားအောင်ဘု து အစွမ်းလဲလို့ဆိုမြတ်ဗုဒ္ဓရဲ့အစွမ်းပဲဒါကြောင့်မို့မြတ်စွာဘုရားကိုအနုတ္တရောပုရိသဓမ္မတာရတိလို့ခေါ်တာဒီလိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးအေးပတိနရီကောသလမင်းကြီးတို့သူ့မိဘတွေတို့သူတို့သားတော်ထဲမှာတောင်းကျမ်းနေတာဆုံးမမယ်မဆုံးမနိုင်ဘူးကောသလမင်းကြီးလည်းမဆုံးမဝင်ဘူးသွားပြီးတော့မြတ်စွာဘုရားကြတော့စကားလေးတစ်ခွန်းနဲ့တည်းပဲလိမ္မာယဉ်ကျေးသွားအောင်သွန်သင်နိုင်စွမ်းရှိတယ်အဲ့ဒါကြောင့်မို့အနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာတော့အထွတ်ထိပ်ပါပဲဒီလိုဂုဏ်လူဝိသေသချီးမွမ်းရတယ်မြတ်စွာဘုရားဂုဏ်တော်တွေကိုအာယုံပြုပြီးဘုရားနုတ္တိပွားတဲ့အခါမှာအဲ့ဒီလိုပွားရဂုဏ်တော်တွေကိုတွေးပြီးတော့စိတ်ထဲမှာကြည်နူးလာသည်ထိတွေးအဲ့ဒီလိုမဟုတ်ဘဲနဲ့ပရိကင်ပြီးတော့အရဟံနဲ့စိတ်ကရောက်ခြင်းရာရောက်ပြီးနေရင်တော့ဘုရားနုတ္တိအစစ်ဖြစ်မှာမဟုတ်ဘူးနော်ဘုရားနုတ္တိအစစ်ဖြစ်မှာမဟုတ်ပဋိပတ်နဲ့ပဲသွားနေတာဘုရားရှိခိုးတော့ပရိစိတ်တဲ့လူတွေပေါ်ပါတယ်တော်ပရိပတ်နဲနေသေးလို့ရှိရင်မြန်ညင်လို့တချို့ကလက်ညှိုးနဲ့ရစ်ပြီးတော့ပရိပတ်မြန်ရအောင်လုပ်တဲ့လူတောင်ရှိသေးတယ်အဲ့တော့ဒါကြောင့်မို့လို့ဘုရားနုတ္တိဂုံပွားတယ်ဆိုတာဘုရားဂုံရဲ့အာယုံလေးတွေကိုတစ်ခုချင်းတစ်ခုချင်းအဓိပ္ပာယ်နားလည်ပြီးတော့ပွားများမှအကျိုးရှိတာအဲ့ဒါမှတကယ်ဂုံထဲကိုစိတ်ရောက်အောင်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ရွတ်ပြီးတော့အလုံးကြီးခြေတွက်တာပဲရှိမှာပဲကုသိုလ်မရဘူးတော့မဟုတ်ဘူးပေါ့သို့တော်လည်းအနှစ်သာရရဖို့ဆိုတာမတမခင်ဒီဒါကြောင့်မို့ဘုရားကုံကိုအာယုံပြုကျင်တဲ့ပုဂ္ဂိုလ်တိုင်းမန္တလေးမြို့မှာဆိုလို့ရှိရင်မဟာမြတ်မုနိဘုရားကြီးအနေစောကြီးသွားပြီးတော့ဖူးကြတယ်ဖူးတဲ့အခါမှာစိတ်ထဲနှလုံးထဲကနေအာယုံပြုပြီးတော့အရဟံသမ္မာသမ္ဗုဒ္ဓတစ်ခုစီအခုလိုနုတ္တရောပုရိသဓမ္မတာရတိဆိုအင်္ဂုလိမာလာလိမ္မာအောင်ဆုံးမလိုက်တာတို့နာလာဂိရိရှင်ကြီးလိမ္မာအောင်ဆုံးမလိုက်တာတို့အဲ့ဒီလိုစန္ဒမူလာလေးတွေကြည့်ပြီးတော့မြတ်စွာဘုရားရဲ့အည်ချင်းဂုဏ်တော်တွေထဲမှာစိတ်ရောက်မယ်ဆိုရင်တော့တကယ်ကိုဘုရားနုတ္တိပဲစိတ်ကြည်နူးမှုဆိုတဲ့ဘုရားနုတ္တိကမ္မထာဖြစ်လာဘုရားနုတ္တိကမ္မထာကရည်ရွယ်ချက်2ခုရှိရနံပါတ်1ကတမ္ပဟံတနတ္ထစိတ်ကြည်နူးလာအောင်ဘုရားကုံကိုပွားနောက်တစ်ခုကဝိပဿနာထစိတ်ကြည်နူးလာတဲ့
ပီတိတွေဖြစ်အောင်ပွားပြီးအဲ့ဒီပီတိကိုဝိပဿနာရှုလိုက်လို့ရှင်ဗုဒ္ဓနုတ္တိအခြေခံနဲ့ဖြစ်ပေါ်လာတဲ့ပီတိကိုဝိပဿနာရှုရင်ကနေပြီးတော့ဉာဏ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒီလိုဆိုလိုတာဘုရားကုံကိုအာယုံပြုပြီးတော့ကြည်နူးတဲ့စိတ်တွေရအောင်ကိုနားလေတဲ့ခုံလေးတွေကိုအာယုံပြုပြီးတော့ခုံတော်တွေကိုအာယုံပြုပြီးတော့အခုလိုနှလုံးသွင်းဆင်ခြင်ရမယ်ပီတိဖြစ်လာသည့်အထိအောင်ဆင်ခြင်ရမယ်ဒီလိုပြောတာနော်ဒါကလူသားတယောက်ကိုဆုံးမလူသားမဟုတ်ဘူးနတ်ထဲမှာပါဝင်အမတမကြမ်းတမ်းရိုင်းကြတဲ့အာလာဝကပိလူကြီးကိုဆုံးမတယ်ဆိုတာလေအလုံးသိကြတာပဲမနတသားကိုဆုံးမတယ်ဆိုတာလေအလုံးသိတယ်အာလာဝကပိလူကြီးဆိုရင်အလုံးကိုရိုင်းဆိုင်တဲ့ဘလူကြီးဟာမြတ်စွာဘုရားကဆုံးမလိုက်လို့တရားဓမ္မဟောပြောလိုက်တဲ့အခါဘယ်လောက်ထိယဉ်ကျေးသွားတုံးဆိုနော်ဘုရားဘာသာဝင်တွေတောင်သူလိုပြောကြရဲ့လားသူလိုစိတ်ဓာတ်ထားရဲ့လားစံနမူနာယူပြီးတော့ကြည့်ရအောင်အာလာဝကပိလူကြီးကမြတ်စွာဘုရားပေါ်မှာဘယ်လောက်လေးစားသွားတယ်ဆိုတာကြည့်သောဟံဝိစရိတာမိဂာမာဂာမာပုရံပုရံနမတ္တမာနောတံဗုဒ္ဓံဓမ္မတ္တသသူဓမ္မတံသူပြောတဲ့စကားတပည့်တော်ဟာတဲ့တရွာကတရွာတစ်မြို့ကနေတစ်မြို့သွားလာလက်ပတ်တဲ့အခါမှာတဲ့မြတ်စွာဘုရားရဲ့မှန်ကန်တဲ့ဗုဒ္ဓဖြစ်မှုတရားတော်များရဲ့မှန်ကန်တဲ့ဓမ္မဖြစ်မှုကိုအမြဲတမ်းဥထိပ်ပန်းဆင်ပြီးတော့ရှ िख ိုးပြီးသွားပါတယ်ဘယ်သွားပါလှုပ်တပည့်တော်ဘုရားကိုဥထိပ်ထားပါတယ်ဘလောက်ယဉ်ကျေးသွားတော့ကဲခဏဗုဒ္ဓဘာသာဝင်သူတော်စင်တွေဒီစိတ်ဓာတ်မျိုးမွေးထားတပည့်တော်ဈေးသွားပါလှုပ်အိမ်အလုပ်တွေလှုပ်မြတ်စွာဘုရားကိုပဲဥထိပ်ထားပါတယ်ဘုရားကုံတော်ကိုအမြဲတမ်းတတိယပြီးမြတ်စွာဘုရားကိုကြည်နူးတဲ့စိတ်နဲ့အမြဲတမ်းပူဇော်ပါတယ်ဆိုတဲ့စိတ်လေးနမတ္တမာနောတံဗုဒ္ဓံမြတ်စွာဘုရားကိုအမြဲတမ်းရှိခိုးနေပါတယ်လို့ဆိုလို့ရွာတရွာနေတရွာမြို့တရွာမြို့တစ်မြို့ကမြို့တစ်မြို့လုပ်ငန်းကံကိစ္စတွေနဲ့တွားလာတဲ့အခါဘုရားကိုရှိခိုးပြီးတော့တွားနေပါတယ်စိတ်ထဲမှာအဲ့ဒီလိုမြတ်စွာဘုရားကိုတကယ်ကိုစိတ်ထဲအာယုန်ထဲမှာအမြဲတမ်းရှိခိုးပြီးတော့နေပါတယ်ဆိုတာကိုအာလာဝကပိတုကြီးကပြောကြားတာအဲ့ဒီလောက်ထိအောင်လိမ္မာယဉ်ကျေးသွားတယ်လို့အလွန်ရိုင်းဆိုင်တဲ့ခါတိုင်းဆိုရင်သူ့ဗိမာန်နဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတွေယသိသူတော်ကောင်းတွေအဲ့ဒီပုဂ္ဂိုလ်ကြီးတွေဇံရယသိကြီးတွေတခါရောက်လာသူနှိမ့်ဆက်လွတ်လိုက်တာယူသွတ်သွားတာတွေရှိတယ်ခြေတစ်ချောင်းကင်ပြီးဟိုဘက်ပြစ်လိုက်တာတွေရှိတယ်အဲ့ဒီလိုသူနှိမ့်ဆက်ခဲ့တာတွေကအများကြီးပဲမြတ်စွာဘုရားကြတော့တိခတ်ခြင်းခွင့်လွတ်ခြင်းကရုဏာထားခြင်းမေတ္တာပွားခြင်းဆိုတဲ့စိတ်ဆွမ်းအားတွေဟိုလိုတကောအသုံးပြုတာမဟုတ်ဘူးမြတ်စွာဘုရားတကောနဲ့ကာကွယ်တာမဟုတ်ဘူးတကယ်ကိုမေတ္တာကရုဏာနားလည်အောင်ပြောပြခြင်းဖြင့်ရိုင်းပြတဲ့အာလာဝကပိလူကြီးကိုမြတ်စွာဘုရားဟာဆုံးမတော်မူခဲ့တယ်။ဒါကြောင့်မို့အနုတ္တရောပုရိသဓမ္မတာရတိခုံကြီးဟာအဗ္ဗဒံမထူးခြားတဲ့ခုံကြီးတစ်ခုပဲလို့ဒီလိုကြည်နူးစရာကောင်းတယ်။ဒါရင်လားလို့ဆိုတော့ဟိုကောင်းကင်ဘုံမှာဒီကနေ့ကောင်းကင်ဘုံကထာဝရဘုရားကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကိုးကွယ်တယ်ဆိုတာဗြဟ္မာကိုကိုးကွယ်နေကြတာမှန်Godဆိုတာဗြဟ္မာကိုပဲပြောတာအဲ့ဒီကိုးကွယ်နေတဲ့ဗြဟ္မာကြီးဘကဆိုတဲ့ဗြဟ္မာကြီးဟာတကူတော့ကြီးပါရဲ့သူကသူလောကကြီးကိုဖန်ဆင်းတယ်လို့သူဖန်ဆင်းတယ်လို့ဒီလိုထင်ပြီးတော့သူနေတဲ့ဗြဟ္မဘုံကြီးဟာမအိုမနာမသိသာဝရဘုံကြီးဖြစ်
မှတ်ယူနေတဲ့ဗြဟ္မာကြီးမြတ်စွာဘုရားကဗကားဗြဟ္မာကြီးကမှားယွင်းတဲ့အယူဆတွေယူဆနေတာလမ်းမှန်ကိုပို့ဖို့ဆိုပြီးတော့ကြီးမားတဲ့ကရုဏာတရားနဲ့ဗြဟ္မာပြည်ကိုကြွသွားတာမြတ်စွာဘုရားကြွလာတာလဲမြင်လိုက်ရောဘာလို့လဲသွားကတန်တေဘောဂောရမဒီလာတာဟာကောင်းသောလာခြင်းပါဆိုပြီးမြတ်စွာဘုရားကိုကြိုးဆိုတယ်ပေါ့ခုခေတ်လိုပြောရင် welcome လုပ်တာပေါ့ကြိုပြီးတော့သူကဗာပြောတော့ရှင်ဂေါရမဒီလာတာကောင်းတယ်ဟောဒီဘုံဟာနေဆဒုဝဘယ်တော့မှမပြောင်းလဲဘူးဘယ်တော့မှမအိုမနာမသိဒီဘုံရောက်လာလို့ရှိရင်ဘယ်တော့မှနောက်ကြောင်းမပြန်ရတော့ဘူးအိုခြင်းနာခြင်းသိခြင်းတွေလွန်မြောက်ပြီးတော့နေဆထာဝရဘုံဖြစ်တယ်လို့အဲ့ဒါလို့စီးပြီးတော့နှုတ်ဆက်ကြိုဆိုတဲ့စကားလဲပြောလိုက်ရောမြတ်စွာဘုရားကဘာပြောလိုက်တုံးဆိုဗကားဗြဟ္မာကြီးဟာအမှောင်တဲကအဝိဇ္ဇာရဲ့အလွန်မောခန်းနေရတာပါလားနော်မှောင်ကျနေတာမသိတာဆိုးလိုက်တာမသိခြင်းဆိုတဲ့အဝိဇ္ဇာတရားကလွှမ်းမိုးထားလို့လွယ်လွယ်မှားမှားတွေပြောနေတယ်မမြဲတဲ့ဘုံကြီးကိုမြဲတယ်လို့ပြောနေတယ်ဟောအဝိဇ္ဇာကတောဝတ္တအဝိဇ္ဇာတဲ့ရောက်နေပါလားမှောင်ကြီးတဲ့ရောက်နေပါလားလို့ဒီလိုပြောတော့ဒီကဗြဟ္မာတွေကတောင်ပါပဲဒါကမဟာဗြဟ္မာကြီးအဲ့ဒါလို့မပြောပါနဲ့လို့ဝင်ပြီးတောင်ကန့်ကွက်တယ်ဖရာနောက်ဆုံးကြတော့ဗကားဗြဟ္မာကြီးကလက်လျှော့သွားသူ့ရဲ့အတိတ်ဇာတ်ကြောင်းတွေကိုမြတ်စွာဘုရားကရှင်းပြတယ်သူမမြင်တာတွေကိုဘုရားပြဗြဟ္မာပြည်ကိုဘယ်လိုကုသိုလ်တွေလုပ်ခဲ့လို့ဗြဟ္မာပြည်ရောက်တယ်ဘာကုသိုလ်ကြောင့်ရောက်တယ်ရောက်ပြီးတဲ့အခါမှာဘယ်တော့မှဒီဗြဟ္မာပြည်ကတည်ရမယ်ဆိုတာတွေပါသူ့ရဲ့တက်တန်းနဲ့ဘုံဘဝတွေကိုပါမြတ်စွာဘုရားကနောက်ကျောင်းပြန်ပြီးတော့တခုစီရှင်းထုတ်လိုက်တဲ့အခါကျတော့သူ့ဘဝဟာနေဆဒုဝထာဝရဘုံကြီးမဟုတ်ဘူးဆိုတာသူသဘောပေါက်သွားနောက်ဆုံးမှလက်ခံသွားအဲ့ဒါလို့လက်ခံသွားပြီးအမြင်မှန်ရသွားသည့်ထိအောင်တကိုးကြီးတဲ့ဗြဟ္မာကြီးနဲ့ရှင်ပြိုင်ပြီးတော့မြတ်စွာဘုရားဟာခုလိုလိမ္မာယဉ်ကျေးအောင်အမှန်တရားကိုသိအောင်ဆုံးမနိုင်စွမ်းရှိတယ်ပေါ့ဗြဟ္မာတွေဘလောက်တကိုးကြီးကြီးမြတ်စွာဘုရားနဲ့ပြိုင်ဆိုင်တဲ့အခါနောက်ဆုံးမှာခုခေတ်စကားနဲ့ပြောမယ်ဆိုရင် hide and seek ပေါ့တူတူပုံးတယ်ခေါ်တာပေါ့နော်ပုံးရတာတယောက်မြတ်စွာဘုရားနဲ့ဗြဟ္မာကြီးကသူပုံးကွယ်မယ်တဲ့သူ့ကိုတွေ့အောင်ရှာမြတ်စွာဘုရားကစိန်လိုက်ပေါ့ဗြဟ္မာကြီးကသေးသေးလေးဖန်ဆင်းပြီးတော့ပုံးတာမြတ်စွာဘုရားကသူပုံးတဲ့နေရာတိုင်းအကုန်လုံးလိုက်ပြီးတော့ဖော်ထုတ်တာဆိုသူပုံးလို့မရအောင်နောက်ဆုံးမှာဒီမာလေးနဲ့ဆိုသူရောက်တဲ့နေရာတွေအကုန်လုံးမြတ်စွာဘုရားထောက်ပြတာသူဟာပုံးကွယ်လို့မရမြတ်စွာဘုရားအလှည့်လဲရောက်ရောမြတ်စွာဘုရားကဒါငါအလှည့်ငါပုံးမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားမောင်ရင်းစေတဲ့ဈဉ္ညာလျှောက်နိုင်လောက်အောင်အသေးလေးဖန်ဆင်းပြီးအကယ်၍ငါ့ကိုလုံးဝမမြင်ဘူးဆိုလို့ရှိရင်ဒီမရှိတော့ဘူးလို့ထင်ပါဆိုလို့အတန်တော့ပေးထားတယ်ဘယ်နာနေမှမသိအောင်လုပ်တာဟောမြတ်စွာဘုရားရဲ့အစွမ်းကရုပ်ကိုတော့မမြင်စေရဘူးရုပ်မြင်တညာမဟုတ်ဘူးနော်ရုပ်မြင်တညာမဟုတ်ဘူးရုပ်မမြင်ရဘူးအတန်တော့ကြားရအဲ့ဒါနဲ့မြတ်စွာဘုရားကပုံးလိုက်တာဗြဟ္မာကြီးကဘယ်နေရာမှရှာလို့မရဘူးသို့တော့မြတ်စွာဘုရားအတန်ကိုတော့သူနာထဲမှာကြားနေမြတ်စွာဘုရားကတရားတစ်ပုဒ်ကိုရွတ်ဆိုပြီးတော့ဘဝေဝါဟံဗယံဒိဋ္ဌဝါဘဝံစဝိပဝေတိနံဘဝနာဘိဝေတိန်ကိဉ္စီနန္တိသနာဥပဒိယိဆိုတဲ့ဂါထာလေးကိုမြတ်စွာဘုရားကရွတ်ဆိုတာအတန်တော့ကြားတဲ့ရုပ်ကလုံးဝမမြင်ရဗြဟ္မမျက်စိနဲ့ကြည့်တာတော့မမြင်ရဘူးလူတွေမျက်စိဆိုသာထားအတန်တော့ကြာဘဝေဝါဟံဗယံဒိဋ္ဌဝါဘဝရဲ့ကြောက်เสียကြောက်ဖွယ်လန့်ဖွယ်တွေကိုငါမြင်ပြီးတဲ့အခါမှာဘဝကကင်းပြတ်เสีย
ဘဝကင်းရနိဗ္ဗာန်ကိုဒါမျှော်လင့်ပြီးတော့ဘဝကိုရောက်စေနိုင်တဲ့အကုသိုလ်တရားတွေတဏှာရာဂတွေကိုငါဖယ်ရှားမယ်ဆိုတဲ့ဘဝေဝဟံဗယံဒိဋ္ဌဝါဘဝံစဝိဘဝေတိဝိဘဝဆိုတဲ့ဘဝကင်းရာကိုရှာဖွေကြတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားဘဝနာဘိဝတိန်ကိဉ္စီဘဝဆိုတာဘယ်ဘဝမှမကောင်းဘူးအဲ့ဒီဘဝတွေဘယ်ဘဝကိုမှဖြစ်ဘူးညနိုးစရာမရှိဘူးသုတ္တန်တစ်ခုမှမြတ်စွာဘုရားဟောတာမစင်ဆိုတာနည်းနည်းလေးနဲ့နန္တာပဲတဲ့ဘဝကလည်းဘလောက်သေးသေးဘလောက်တိုးတိုးဘယ်ဘဝမှမကောင်းဘူးလက်ဖြစ်တည်းအချိန်ပိုင်းလေးရတဲ့ဘဝတောင်မကောင်းဘူးနန္ဒိစနာဥပါတိယေဘဝပေါ်မှာတွေ့လာတဲ့တဏှာကိုလည်းအစွဲလမ်းမထားဘူးဘဝပေါ်မှာညီးငွေ့တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီကာထာလေးရွတ်တာအတန်တော့ကြားရဲ့ရုပ်ကိုမမြင်ရဘူးဟောပြမာနဲ့စွမ်းတကုတ်ပြိုင်တဲ့အခါမှာလဲမြတ်စွာဘုရားကနိုင်လိုက်တာဘာကြောင့်နိုင်တာတော့ဆိုရင်တမာတိစွမ်းအားအဖြစ်လေမြတ်စွာဘုရားကိုမှီတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားတခင်ကိုရောမြတ်ဟာသီလအဖြစ်လေမြတ်စွာဘုရားနဲ့တူတူဒီအနိကစုတော်မှဝေးတယ်တာလွန်သူဆိုတာဘယ်မှာရှိနိုင်တူတူတော်မရှိဘူးတာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိနိုင်တမာတိပညာအားဖြင့်လေဒီတူတဲ့ပုဂ္ဂိုလ်တော်မရှိဘူးတာတဲ့ပုဂ္ဂိုလ်ဆိုရင်ဝေလာဝေးအဲ့ဒီလိုထူးခြားပြောင်မြောက်တဲ့ဂုဏ်ကြီးတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားတခင်ကိုရောမြတ်တရားတွေကိုဆုံးမတဲ့အခါမှာအမှန်တမ်းထူးခြားတဲ့အနုတ္တရောပုရိသဓမ္မတာရတိဂုဏ်ရှင်ဖြစ်ရတယ်တကဘာလုံးကအတိမတ်ပြုပြီးတော့မြတ်စွာဘုရားရဲ့ဒီဂုဏ်ဟာလူပုံကနေပြီးအထက်ဘဝထီအောင်ထင်ရှားကြော်ကြားတော်မူခဲ့တာဖြစ်ပါတယ်ဆိုတာတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာရဲ့အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇစရဏသမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိလို့ဒီဂုဏ်ကြီးတွေဟာတကဘာလုံးဘဝဖုံတိုင်အောင်ဇမဘုံတိုင်အောင်အလုံးထင်ရှားကြော်ကြားပြီးတော့လွှမ်းခြုံနေတဲ့ဂုဏ်ကြီးတွေသာဖြစ်ပါတယ်အဲ့ဒီဂုဏ်ကြီးတွေကိုအာယုံပြုပြီးတော့ဘုရားနုဒတိကမ္မထံပွားများအားထုတ်ကြရမှာအဲ့ဒီဘုရားနုဒတိကမ္မထံဟာဝိပဿနာကျင့်စဉ်ကျင့်မှုရာအတွက်လည်းပဲအထောက်အကူတွေအများကြီးဖြစ်ပြီးနောက်ဆုံးဘုရားနုဒတိကမ္မထံပွားများအားထုတ်ခြင်းအပြင်တရားတရားတွေမြင့်မားလာခြင်းတတိတွေမြင့်မားလာခြင်းကုသိုလ်တရားတွေမြင့်မားလာခြင်းမြတ်စွာဘုရားနဲ့အတူနေရတဲ့ကဲ့သို့စိတ်ထဲမှာခံစားလာရခြင်းအကုသိုလ်မှုတွေရှောင်ကျဉ်လာခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုမြောက်များစွာရရှိနေတာဖြစ်သောကြောင့်ဘုရားမြတ်စွာရဲ့ခုံတွေကိုစိတ်ထဲနှလုံးထဲကလွှမ်းခြုံထားပြီးဘုရားနုဒတိကမ္မထံကိုဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း